latest skin နေပါလာတဲ့ skin ကောင်ထွက်လာဖို့ရှိတယ်သူကဘယ်ချိန်ထွက်မလဲဆိုလို့ရှိရင်ဒီဇင်ဘာ31ရက်နေ့သို့မဟုတ်လို့ရှိရင်ဒီနောက်လာတဲ့ January လထဲမှာလာဖို့ရှိတယ်အဲ့ဒီ hero ကဘယ်လို hero လဲဆိုလို့ရှိရင် Jungle လည်းသွားလို့ရတယ် EXP လည်းသွားလို့ရတယ်အဲ့နှစ်ခုလုံးမှာအသုံးဝင်တဲ့ hero ဖြစ်တယ်အဲ့ဒါဘာ skin လေးလဲဆိုလို့ရှိရင် Sun ရဲ့ annual starlight skin ပဲဖြစ်တယ်အဲ့ဒီ Sun ရဲ့ annual starlight skin ကိုကျွန်တော်သူ့ရဲ့ scale effect လေးတွေနဲ့ scale 1 scale 2 scale 3တွေကိုပုံစံအားလုံးပြလာတယ်များတို့တွေဖြည့်သွားစေရပြင်ပြီးလို့ရှိရင်ဒီ skin ကကြတော့ limited skin ဖြစ်တယ်အဲကြောင့်မလို့ဒီ skin ကိုကျွန်တော်နောက်ပိုင်းကြလို့ရှိရင်ဒီ date တိကျသိရပြီဆိုလို့ရှိရင်တော့ဒီဂုံစင်ကြီးကျွန်တော်တင်ပြမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီအကောင့်လေးကိုလည်း follow ထားပြီပါအဲ့ဒါဆိုရင်တော့နောက်က scale fact တွေကိုကျွန်တော်တို့သွားကြည့်လိုက်ရအောင်သူ့ရဲ့ scale 1မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီသူ့ရဲ့ဒုတ်ကြီးပြစ်လိုက်ပြီဆိုလို့ရှိရင်ဒုတ်ကြီးကဒီထဲမှာဝဲပြီးတော့လာနေတဲ့ပုံစံဖြစ်တယ်ပြီးတော့အဲ့ဒီရဲ့ skin ရဲ့ scale fact ကလည်းတစ်စက်မှရော့မနေခဲ့ဘူးသူ scale 2ဆိုလို့ရှိရင်လည်းခုံပြီးတော့ရိုက်တယ်ဗျခုံပြီးရိုက်တဲ့ဥစ္စာကလည်းတော်တော်လေးကိုမိုက်တယ်ကျွန်တော်အကြိုက်ဆုံးကတော့ဗာလဲဆိုလို့ရှိရင် ultimate သုံးတဲ့ဟာပဲ ultimate သုံးလိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ဒီသူသုံးနေတဲ့နေရာကနေပြီးတော့မှဒီနောက်ရဲ့ပုံစံထွက်လာတဲ့ပုံစံနော်ရွှေအောင်တဝင်းဝင်းနဲ့တော်တော်လေးကမှမိုက်ပါတယ်ကျွန်တော်ကတော့ဒီ skin ကိုမထွက်ခင်ကတည်းကတော်တော်လေးကိုကြိုက်နေပါပြီ brother တို့ရဲ့အမြင်ရောဘယ်လိုရှိလဲဆိုတာကိုမှတ်ခဲ့ပြကြပါအောင်